ကဲတတိတိချက်မျိုးတွေမင်္ဂလာပါဗျာကျွန်တော်မနေ့ကညာပိုင်းမှာမိုးချုပ်မှာတုံညာပရိတ်ကြနိုင်ရရှိတဲ့မူလေးတွေကိုပြပြီးသွားအဲ့တော့တုံညာပရိတ်ကြမဲ့ကနန်းလေးတွေကိုလည်းရှာတွေ့ထားပါတော့ရှာတွေ့ထားရဲဆိုတာဘူကြီးတွေပေါ့နော်20ပရိတ်ပေါ့ဗျာအဲ့20ပရိတ်ကနန်းလေးတွေကြမိုင်မဲ့မူလေး2မူပေါ့ဗျာတခြားမူတွေတော့ရှိသေးတယ်နော်ဒီဗီဒီယိုမှာတော့မူ2ခုကိုကျွန်တော်တင်ပေးလိုက်မယ်နည်းနည်းစိတ်ဝင်စားတယ်ဆိုရင်ပြီးအောင်လေးလိုက်ကြည့်လိုက်ပါနော်ပြီးအောင်လိုက်ကြည့်လိုက်သူကညီကိုလဲကြားတယ်ပေါ့နော်ညီကိုလဲဖြစ်တယ်ဗျာကနန်းရကလည်းဘူပရိတ်ဖြစ်နေတော့အဲ့မှာလိုက်ကြည့်လိုက်ပါကလင်နာခါတိုင်းကျွန်တော်ပြတယ်လို့ပဲပေါ့နော်ကျွန်တော်တော့ကလင်နာကွင်ကြကွက်ရှိဖြစ်တဲ့အတွက်ကနန်းပုံတူရိုက်တဲ့စနစ်တွေပဲအဓိကထားပြသွားအောင်ပေါ့နော်တခြားသောပေါင်းတဲ့အားတွေကိုလည်းကျွန်တော်လေးလာနေပါတယ်အဲ့ပိုင်းတွေကိုတော့ကျွန်တော်သိပ်ပြီးတော့ဟိုနားမလဲတော့မပြပြဘူးပေါ့နော်ဒီကွက်ရွှေဟာကိုပဲလွဲပေါ့ဗျာနော်မှန်တော့လေတကွက်ထွဲပေါ့အဲ့တော့ကြည့်လိုက်ပါအောင်နော်တော့ဒီမှာ939ခွန်ဆိုကနန်းကဒီဘက်အောက်ကို3ချိန်ဆင်းလိုက်ပေါ့နော်1 2 3ချိန်ဆင်းပြီးတော့2 ချိန်ဆင်းပြီးတော့2 4 6 9ချိန်မှာခွန်50လို့ကြပေးလိုက်တာနော်939ခွန်ကနေ3ချိန်အောက်ဆင်းပြီးတော့နောက်ထပ်ဂျားထဲမှာ9နှစ်ချပြီးတော့ပေါ့နော်ခွန်50လို့ချပေးလိုက်တာဒါ2021မှာ2021မှာချပေးလိုက်အဲ့လိုပဲဒီမှာ239ဆိုတဲ့ဒီကနန်းလေးပေါ့နော်ဟုတ်ပါငါတော့239ဆိုတဲ့ဒီကနန်းလေးကလည်းအဲ့တိုင်းပဲ1 2 3ချိန်အောက်ဆင်းပြီးရင်ဒီဘက်မှာ1ချိန်2ချိန်3ချိန်4ချိန်5ချိန်ချပြီးတော့632လို့ဒါမျိုးလေးလာကြပေးရပါနော်တော့ဟုတ်ပြီအဲ့တော့ဒီမှာဗျာဒီမှာခွန်331ဆိုတဲ့ကနန်းကလည်းဒီလိုဆင်းပြီးတော့5ချိန်ချပြီးခွန်331လို့ဒဲရိုက်ပေးရပါနော်ဒဲရိုက်ပေးတာဆိုတော့ဒီချိန်မှာကျွန်တော်တို့လိုချင်တဲ့ဟာကိုတော့အဲ့လိုရှေ့ကနေကွင်းဆက်ပြန်ကြည့်သွားမယ်ဆိုရင်1ချိန်2ချိန်3ချိန်4ချိန်5ချိန်5နှစ်ချပြီးတော့အပေါ်တက်လိုက်တော့ခွန်6ခွန်ဆိုတဲ့ကနန်းလေးပေါ့နော်ဒီမှာခွန်6ခွန်ပေါ့သို့မဟုတ်ခွန်6ခွန်ပေါ့နော်တခုပေါ့6ခွန်ဒါမဟုတ်ခွန်6ခွန်ပေါ့နော်ညီကိုလည်းဖြစ်တယ်ကနန်းရဘယ်လိုပြောမလဲဟိုဘူဘရိတ်လည်းဖြစ်တဲ့ကနန်းလေးမျိုးပေါ့နော်အဲ့ဟာလေးတွေ့ထားပါတယ်ဆိုတော့အဲ့မူနေများဆိုတော့မဟုတ်ပါဘူးဆက်ကြည့်လိုက်ပါအောင်ကျွန်တော်ရင်ဘက်ကတော့ဟို short video လေးတင်ပေးလိုက်တဲ့မူပေါ့နော်ဟိုတစ်နှစ်တုန်းကကျွန်တော်တို့690တုန်းကတချို့လဲရားတဲ့သူလဲရားကြမှာပါနော်အဲ့တုန်းကတော့ကျွန်တော်ဟိုဘက်ပိတ်ခံရတဲ့ YouTube မှာကျွန်တော်တင်ပေးပြတယ်ဗျဒီကနန်းရဲ့450ရဲ့2ကွက်ပေါ့နော်မိနစ်ကအောင်ရတယ်ဒါတော့အဲ့ရဲ့ဝင်းဆက်လေးတွေဗျဒီမှာဒီကနေမပြတ်တဲ့ဝင်းဆက်လေးကိုကျွန်တော်ဆက်ပြပေးမယ်နော်အဲ့ဒါကတော့ site ရှည်ဖြစ်တယ်ဗျ site ရှည်ဆိုတော့ဒါတော့ဗျာဒီဘက်ကနေရင်စကြည့်လိုက်အောင်ဒီဘက်ကနေရင်စကြည့်တော့ဒီမှာ364ကနေသူကလည်းအောက်ကို3ချိန်ဆင်းပြီးတော့2 1 2 3 4 5 6ခွန်ခုနှစ်ချပြီးတော့346လို့ပြန်ရိုက်ပေးရနော်ဟုတ်ပြီနောက်တကက်အောက်ကို3ချိန်ဆင်းပြီးတော့1 2 3 4 5 6ခွန်ခုနှစ်ချပြီးတော့968လို့896ကနေ968လို့ချပေးရနော်ဟုတ်ပြီနောက်တစ်ခု43နှစ်43နှစ်ကလည်းအဲ့တိုင်းပဲဗျအောက်ကို3ချိန်ဆင်းပြီး9ချိန်ချပြီးတော့342လို့ချပေးရနော်ဟုတ်ပြီအဲ့တော့ဒီမှာလည်းဒီတိုင်းပဲဗျ959ကလည်းမြန်ပြောပေးမယ်နော်တအားရှည်သွားလို့ရှိရင်ပြင်းသွားမှာပေါ့ပြီးရင်တော့ကလင်နာချစ်အမျိုးတွေ3D ချစ်တဲ့အမျိုးတွေကနေကိုယ့်အနက်ကိုအပြင်မှာဆက်ကြည့်ပြီးလေးလာပေါ့ဗျာကျွန်တော်တော့ဒီတိုင်းပဲတင်ပေးရမှာဆိုတော့မြန်လေးပဲပြောပေးလိုက်မယ်နော်ဒီမှာ3ချိန်ဆင်းပြီးတော့9နှစ်ချပြီးတော့ဒီ959ကနေ955လို့ချပေးလိုက်တယ်အဲ့လိုပဲဒီ959ကနေ1နှစ်2နှစ်ချပြီးတော့956ဆိုတဲ့ကနန်းကလည်းဒီဘက်မှာ2နှစ်ချပြီး996လို့ချပေးရနော်ဟုတ်ပြီဒီတိုင်းပဲဗျာဒီနှစ်တွေမှာအဲ့ဝင်းဆက်ကြီးကဒီနှစ်ထီကိုလိုက်လိုက်မယ်လို့တော့ကျွန်တော်မျှော်လင့်နေဗျာတော်တော်လေးလဲကောင်းတဲ့မူဗျာနော်
ကျော်ဆက်ပြီးတော့လိုက်ကြည့်လိုက်ဗျာခုနအတိုင်းပဲ390ကနေအောက်ကို3ချိန်ဆင်းပြီးတော့9နှစ်ချပြီးတော့303ခွန်လို့ပြန်လိုက်ပေးရပါနော်အဲ303ခွန်ရဲ့အောက်ကကဏန်းပဲဗျာ331ဆိုတဲ့ဒီကဏန်းလေးကအောက်ကို3နှစ်ဆင်းလိုက်ပါနော်အဲ3ချိန်ဆင်းလိုက်ဆင်းပြီးတော့9နှစ်ချပြီးတော့331လို့လာကြပြီဒီမှာ331တော့2011က331ဒီမှာလဲ331လို့ရိုက်ခဲ့ပါနော်အဲ့လိုပဲဗျမနှစ်တုန်းကကျွန်တော်တို့ကလို့ပြောမလဲဒီမှာတော့နည်းနည်းပါးပါးတော့ရတယ်ဆိုတော့ကျွန်တော်တော့မပေါက်ပါဘူးเนาะကျွန်တော်တို့ကပေးတာဒီ690လို့ပေးတာမဟုတ်ဘူးတခြားသူတွေတော့ဟိုအားထိုးတဲ့သူတွေတော့ရကြပါเนาะဒါတော့ဒီမနှစ်က2016ကခဏန်းကလည်းအဲ့တိုင်းပဲ3ချိန်အောက်ဆင်းပြီးတော့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်ပေါ့เนาะ9နှစ်ချပြီးတော့ဒီမှာ690လို့လာကြပြီเนาะဟုတ်ပြီ639က690လို့လာကြပြီအဲ့တစ်နှစ်ထဲမှာပဲဗျဒီကွင်းဆက်ကြီးကမနှစ်ကတစ်နှစ်ထဲမှာပဲကျွန်တော်တို့မရလိုက်လို့ပေါ့နော်2024မှာဒီရက်ကွင်းဆက်ကမပြတ်သေးရဲ့အတွက်နှစ်ကြိမ်ဇက်တိုက်ကိုမူတမူတွေကနေပြီးတော့ပေါ့နော်ကနန်းနှစ်ကွက်ကိုတစ်နှစ်ထဲကိုပြိုင်တူချပေးခဲ့တာဟိုရှစ်နှစ်တည်းမှာလည်းရှိခဲ့တယ်ဗျမနှစ်ကတော့တော်တော်လေးကောင်းတယ်ဗျနော်ဆိုတော့ဒီ639လို့ဒီမှာချပေးခဲ့တဲ့ကဒီမှာ690လို့ချပေးတယ်အဲ့ရကွင်းဆက်ကမပြတ်သေးရဲ့အတွက်အောက်ကိုဆင်းကြည့်လိုက်ဗျာဒါဘယ်နှကြိမ်လောက်ဖြစ်မလဲဒါဆိုရင်အကြိမ်20ဖြစ်မယ်တင်တယ်အကြိမ်20ကဒီ438ဆိုတဲ့ကဏ္ဍကလည်းဒီမှာအောက်ကိုဆက်ကြည့်လိုက်1 2 3ကြိမ်မြောက်ဆင်းပြီးရင်ဒီမှာကျွန်တော်နိုင်တိုင်းပဲတစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်9နှစ်ချပြီးတော့ဒီမှာ843လို့ချပြီအဲ့မှာ438က843နော်တစ်နှစ်ထဲမှာပဲဗျာဒီမှာ2016က639ကြပြီးတော့ဒီမှာ2024မှာ690ဒီမှာ438ဒီမှာ843တစ်နှစ်ထဲမှာကဏန်း2ကြိမ်ပေါ့နော်ချပေးခဲ့တာအဲဆိုတော့အဲ့ကွင်းဆက်ကမပြတ်သေးဘူးဆိုရင်အခုကျွန်တော်ရထားတဲ့ဘူပရိတ်နဲ့ရောက်တော့ကွက်တိကြနေကျွန်တော်ဒီကြိမ်အတွက်ယူဆခြင်းနဲ့ဆိုရင်ဒီကိုသွားကြည့်မှရ690ရဲ့အပေါ်ဆောင်ပေါ့နော်အပေါ်ဆောင်ဒီလိုလေးဒီလိုမှာဗျာဒီမှာမြင်အောင်ပြောလိုက်ရင်ဒီမှာ690ရဲ့အပေါ်ဆောင်ပေါ့နော်ဒီတိုင်းလေးဖြစ်မှာခွန်း85ရှင်းညီကိုလည်းဖြစ်တယ်ဗျာအဲ့တော့ဒီမှာခွန်း85ပေါ့နော်ခွန်း85ကြားရင်လည်းကြားအောင်ပေါ့ဗျာတခြားကဏ္ဍလည်းကြားရင်ကြားမှာဒါပေမဲ့လို့ဟိုပရိတ်မူရကောင်းနေလို့မို့ကျွန်တော်တင်ပေးလိုက်တယ်နော်တော့ဆက်ကြည့်လိုက်ဗျာဒီကဏ္ဍနာကြားမယ်ဆိုလို့ရှိရင်တကယ်လို့ဒါမှမဟုတ်ပဲဒီကဏ္ဍမဟုတ်ပဲပရိတ်ပေးမယ်ဆိုရင်လည်းသူ့အနေနဲ့တာဝန်ကြီးတယ်လို့တော့ပြောလို့ရတယ်ဗျာအဲ့တော့ကြည့်လိုက်ဒီခွန်ရှင်ကားမကြခင်မှာဘာဒီလာတတ်တုံးဆိုရင်ဘယ်ဘက်အောင်ဆောင်ကတော့639ကြာပြီဟုတ်ပြီတခါဘယ်ဘက်ရှေ့တစ်နှစ်ကိုကြည့်လိုက်တော့ကွာခွန်နောက်ပေါင်း6 18နောက်တွဲဟုတ်ပြီနော်ကွာခွန်နောက်ပေါင်း6 18နောက်တွဲဘယ်ဘက်အပေါ်ထောင်တက်သွားတဲ့အချိန်အဲ့တော့ဒီဘက်ကိုလည်းကြည့်လိုက်ဗျာကွာခွန်နောက်ပေါင်း6 18နောက်တွဲနော်ဟုတ်ပြီနော်ဒီဘယ်ဘက်အောက်ဆောင်မှာတော့690ပေါ့690ရဲ့အပေါ်ဆောင်မှာဒီချိန်မှာကြာမယ်ကခွန်85သို့မဟုတ်805ပေါ့နော်တခုရှင်းညီကိုနဲ့အိုက်ကနန်းကြာမယ်ဆိုရင်တော့ရှင်းညီကိုလည်းမှန်ခဲ့ရင်တော့နှစ်ကွက်ပဲထိုးရမှာပေါ့နော်ခုနကခွန်6ခွန်ဆိုတော့တခြားမူနဲ့မှုပေါ့နော်ဒါမဲ့တခြားအထောက်ထားတွေချိန်ရသေးရင်တော့ထပ်တင်ပေးပါမယ်ဆိုတော့ဒီမှာကွာခွန်နောက်ပေါင်း6 18နောက်တွဲ18နောက်တွဲရဲ့ရှေ့တစ်နှစ်မှာနှစ်ထိပ်ဒီမှာလည်းအဲ့တိုင်းပဲဗျကွာခွန်နောက်ပေါင်း6 18နောက်တွဲ18နောက်တွဲရဲ့ရှေ့တစ်နှစ်မှာနှစ်ထိပ်ပေါ့နော်နှစ်ထိပ်ကြပြီအဲ့ရဲ့18နောက်တွဲရဲ့အပေါ်ဆောင်မှာ8ထိပ်ဒီမှာလည်းအဲ့တိုင်းပဲဗျကွာခွန်နောက်ပေါင်း6 18နောက်တွဲရှေ့တစ်နှစ်မှာနှစ်ထိပ်သူ့ရဲ့အပေါ်ညာဘက်ဆောင်မှာ8ထိပ်ဆိုတော့ဟိုမူရတော့တော်တော်လေးတော့ကောင်းနေတယ်လို့ပြောလို့ရတယ်တကယ်လို့မှန်နေဆိုရင်တော့လေအကုန်လုံးကန်ကောင်းတာပေါ့ဗျာနော်ကဏ္ဍတိတ်ထိုးကြမလို့ပဲနဲ့ရမှာဆိုတော့အဲ့ကဏ္ဍလေးကောင်းပါတယ်ကျွန်တော်အမျိုးတွေကျမ်းမာရေးလည်းယူဆိုင်ကြပါကကြီး3မှကြော်လွှမ်းနိုင်ပါသေးလို့ဆုတောင်းပေးလိုက်ပါတယ်နော်နောက်ထပ်ဗီဒီယိုလေးလည်းထပ်တင်ပေးပါမယ်ကျွန်တော်လောလောဆယ်ကျွန်တော် project လေးတွေမစခင်ဆိုတော့ချိန်ရှိသလောက်စူးစမ်းပြီးတင်ပေးပါမယ်ကျေးဇူးတင်ပါတယ်နော်